အားလုံးပဲမင်္ဂလာပါဒီနေ့မှာအခုကစားနေတဲ့မြောက်ရေတနာဝုံတင်းနဲ့မြောက်ရီတင်းတို့ရဲ့ပွဲစဉ်မှာတော့မြန်မာနေသမီးဘောလုံးလောကအတွက်ထူးထူးခြားခြားဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်ဒါကတော့ပွဲချိန်45မိနစ်မှာတော့ပီနီယန်ဧရိယာအတွင်းမှာဖြတ်ထုတ်ခံရတဲ့အတွက်ဒိုင်လူကြီးကတော့ပန်နတီဖြစ်တဲ့မောသတ်မှတ်ပေးခဲ့ပါတယ်ထူးထူးခြားပဲဒီနေ့ပွဲမှာရေတနာဝုံတင်းကတော့တော်တော်လေးရုန်းကန်နေရတာတွေးပြီးတော့မြောက်ရီတင်ကတော့မမထန်ကစားတုတ်ပြန်ကစားနေတာလည်းဖြစ်ပါတယ်ဒါပေမဲ့ဘလို့တွေထူးထူးခြားဖြစ်သွားလဲဆိုတာတော့ကျွန်တော်စက်ပြပေးပါမယ်ဒီပန်နတီကိုဝင်းသိမ့်ကြီးထွန်းကံမှာဖြစ်ပါတယ်ရေတံပုံအစီတင်ရဲ့တင်ကောင်းဆောင်မှာဝင်းသိမ့်ကြီးထွန်းကတော့မြောက်ရီတင်ရဲ့ကစားသမားဟောင်းတူလည်းဖြစ်ပါတယ်ဒီပန်နတီကတော့တော်တော်လေးအငင်းပွားပွဲရများပါတယ်ဒါမြောက်ရီတင်ရဲ့ကစားသမားတွေလည်းတော်တော်လေးကိုအတင်းထန်စောရကတက်နေကြပါတယ်ဒါမှမြန်မာနေသမီးလိမှာတော့ထူးထူးခြားဖြစ်ရတစ်ခုဖြစ်ခဲ့ပါတယ်ဒါကတော့ဒီပန်နတီရောဝင်းသိမ့်ကြီးထွန်းအပြင်ကိုကန်ထုတ်ပြီးတော့ဖေးပရီဆိုတဲ့သဘောကိုပြသခဲ့ပါတယ်ဒါတော့တော်တော်လေးထူးခြားပါတယ်နေသမီးဘောလုံးလောကအတွက်တော့ဒါကတော့သူအနေနဲ့ professional ပီတာကျင်လားမပီတာကျင်လားဆိုတာတော့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့ comment မှာမှတ်ချက်ပြုရေးသားပေးခဲ့ကြပါဦးခင်ဗျာသူကိုယ်တိုင်ပဲမြောက်ရီတင်ကစားသမားတွေထိုင်းနေတာတွေ့ရပါတယ်တော်တော်လေးကြည့်နေတော့မှကျွန်တော်နေရီဝဲပါတယ်ဘာဖြစ်လို့လဲဆိုတော့တော်တော်လေးရှားပါပါတယ်ဒီလိုထည့်ရနေကတော့ဒီပွဲမှာအခုဒုတိယပိုင်းမကန်ရသေးပါဘူးဒါပထမပိုင်းပြီးချိန်မှာဒီဖြစ်စဉ်လေးကိုထူးခြားလို့ဆိုပြီးတော့ကျွန်တော်သိချလေးတင်ပေးတာပါဟုတ်ပါတယ်ဝင်းသိမ့်ကြီးတို့ပန်နတီကိုလုံးဝလွဲအောင်ကန်သွားတာပါသူအနေနဲ့တော်တော်လေးမြောက်ရီတင်ကစားသမားတွေလည်းသူ့ကိုဖက်လေတကယ်နှုတ်ဆက်ကြပါတယ်တော်တော်လေးသူအနေနဲ့စိတ်ခံစားချက်များနေတဲ့ပုံပါပဲအားလုံးကျေးဇူးတင်ပါတယ်မြန်မာနေသမီးဘောလုံးလောကတော်တော်လေးထူးခြားတဲ့ဖြစ်စဉ်လေးတစ်ခုပါဒါကတော့ကစားသမားတွေတော်တော်လေးဖေးပလီပေါ့ခင်ဗျာကျွန်တော်ဒီပွဲမှာရေနာမုံတင်းဘယ်လိုရလက်ထွက်မလာမလဲဆိုတာတော့ဒုတိယပိုင်းမှာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကတော့ဝင်းသိမ့်ကြီးတို့ရဲ့ professional ပီတာတဲ့ဒီမူလာတော်တော်လေးစိတ်ခံစားချက်ကိုဦးစားပေးတဲ့ဒီမူလာဆိုတာကတော့ပြည်သက်ကြီးမှတ်ချက်မှာ comment ရေးသားပြီးဖိတ်ခေါ်ပါတယ်